American နိုင်ငံမှာ Walk for Peace ဆိုတဲ့ဗုဒ္ဓဘာသာဘုန်းတော်ကြီးတွေရဲ့ငြိမ်းချမ်းစွာလမ်းလျှောက်ခြင်းခရီးစဉ်ကိုဥဆောင်တဲ့ဆရာတော်ကဘယ်နိုင်ငံသားလဲမြန်မာနိုင်ငံသားလားဒါကိုပြောပြပေးမှာဖြစ်လို့စိတ်ဝင်စားရင်စက်ကြည့်ပေးပါအောင်ခင်ဗျာဒီခရီးစဉ်မှာဆရာတော်ဥပညာကာကရကဥဆောင်ပြီးမိုင်ပေါင်း2300ကိုလမ်းလျှောက်နေတာပဲဖြစ်ပါတယ်ဥဆောင်ဆရာတော်အရှင်ပညာကာကရဟာဆရာတော်လက်ရှိသတင်းသုံးနေတာကတော့ VN နိုင်ငံဟန်နွိုင်းမြို့ဓမ္မစီတီကျောင်းမှာပါဆရာတော်က VN ထိုင်းအိန္ဒိယစတဲ့မြို့တွေမှာလှည့်လည်သတင်းသုံးနေပါတယ်ဆရာတော်ဝတ်ဆင်တဲ့တင်ကန်းတွေဟာတင်းချိုင်းကုန်းမှာစွန့်ပစ်ထားတဲ့အဝတ်စတွေကိုဖျက်ဆက်ပြီးကျုပ်ဝတ်ထားတယ်လို့သိရပါတယ်ဆရာတော်ဟာမြန်မာနိုင်ငံသားဘုန်းတော်ကြီးတစ်ပါးဖြစ်ပါတယ်ဒီပြီးစဉ်မှာဆရာတော်ရဲ့ဒီချက်ကတော့ငြိမ်းချမ်းရေးကိုပေါ်ဆောင်တာလို့ဆိုရှယ်မီဒီယာပေါ်မှာစိတ်ဝင်စားမှုမြင့်တက်နေရတဲ့ဖြစ်ပါတယ်ဒေသခံအမေရိကန်ပြည်သူတွေကလည်းဆရာတော်တွေဖြစ်သွားမဲ့လမ်းတစ်လျှောက်မှာစောင့်ဆိုင်ပြီးစွန့်တဲ့လိုအပ်တဲ့အသုံးဆောင်ပစ္စည်းတွေကိုလူဒန်းနေကြပါတယ်ဒီလိုလူဒန်းနေကြတဲ့အထဲမှာဗုဒ္ဓဘာသာဝင်မဟုတ်တဲ့အခြားဘာသာဝင်တွေပါဝင်နေတာကိုလည်းတွေ့မြင်ရမှာဖြစ်ပါတယ်ဘာသာရေးအစွဲမရှိပဲဆရာတော်တွေရဲ့ရည်ရွယ်ချက်နဲ့လုပ်ရက်ကိုလေးစားကြည့်နေကြလို့အားပေးကြိုဆိုနေကြတာလည်းဖြစ်ပါတယ်တော်ရုံလူတွေတောင်မလုံနိုင်တဲ့မိုင်ပေါင်း2300ကိုဗုဒ္ဓဘာသာဘုန်းတော်ကြီးတွေကလှုပ်ဆောင်နေတာလည်းဖြစ်ပါတယ်အခုဆိုရင်ဆရာတော်တွေရဲ့လုပ်ရက်ကိုလေးစားလုံးတာကြောင့်အခြားဘာသာဝင်တွေကလည်းဆရာတော်တွေကိုလာရောက်ပူညော်ပြီးတရားဒေသနာတွေနာကြားကြတယ်လို့သိရပါတယ်ဆရာတော်တွေကလာရောက်ပူညော်ကြသူတွေကိုချင်းချင်းနာနာဆက်ဆံပြီးပြိတ်ကျိုးများကိုလည်းလက်ဆောင်ပေးပါတယ်ဗုဒ္ဓဘာသာဝင်တွေအလွန်နှဲပါတဲ့အမေရိကလိုနိုင်ငံမှာဘုန်းတော်ကြီးတွေရဲ့လုပ်ရက်ကိုအခြားသောဗုဒ္ဓဘာသာဝင်များကလည်းကြီးညိုလေးစားနေကြပါတယ်အမေရိကန်ပြည်သူအခြားဘာသာဝင်များကလည်းဘုန်းတော်ကြီးတွေရဲ့လုပ်ရက်ကိုကြည့်ပြီးဗုဒ္ဓဘာသာကိုစိတ်ဝင်စားမှုတွေမြင့်တက်လာတယ်လို့လည်းသိရပါတယ်ကျွန်တော်တို့ရဲ့ဗုဒ္ဓဘာသာကိုအခြားဘာသာဝင်တွေကစိတ်ဝင်စားမှုမြင့်တက်လာတယ်ဆိုတာအញ្ញမ်းကောင်းတဲ့အချက်ပါဝါခပီးဆရာတော်ကြီးတွေအတွက်လည်းဓာတုခေါ်ပေးကြပါဦးခင်ဗျာ